I wrote Oh my god. so they're all brought to justice. Oh my god. Hell yeah. Oh my god, what the fuck? Hell yeah. ကျွန်တော်ဒီမှာ new whiskey နဲ့ဖောက်ပြမှာဖြစ်ပါတယ်။ကျွန်တော်မှာအခု diamond 6000နီးပါးရှိရယ်။6000နီးပါးတစ်ခေါက်တော့ရမယ်ထင်ပါတယ်။ဆိုတော့ဒီမှာ oh my god free ticket ပြရပဲ။အခု20ရနော်။ဒီမှာအခု20ရတယ်။ဆိုတော့ဒီကျန်တဲ့ခုကအရင်ခေါက်ကဟို fee ပေးရထဲမှာလာရဲဆိုတော့10 draw ပထမဆုံး10 draw စလိုက်ကြအောင် okay skill လိုက်တော့မနော် okay ပေါင်ရတယ် emote 2ခုရတယ်ဟို emote 4ခု3ခုရတယ်မစိုးပါဘူးပထမဆုံး10 draw okay နောက်ထပ်10 draw လိုက်မယ် Okay, another control. Another control. Okay, 다음 바뀌나? 이게 잠깐만. Okay, 다음 바뀌나? Okay. 이거 마지막 되게 해야 해. 오케이. 주어 척세네. 주어 척세마 척 근세 시쿠셔. 그냥 시간은 그냥 쿨하게 하면 저 쓰레기 오네. 오케이, 이거. 오케이.ဒီမှာပြန်ပြီးတယ်ဟမ်ခောက်စစ်ရှိပါပြီโอเคခောက်90 Oh my god So they're all brought to justice. Oh my god Hell yeah Oh my god what the fuck Hell yeah What the fuck ဘာဖြစ်နေလဲကွာ What the hell တန်ဝိုင်းကျွန်တော်တီလို့ရတယ်မိုက်တကွာဒါပေမဲ့ကျွန်တော် project မဆောက်ဘူးလေမတန်ပါနဲ့ okay နောက်ဆက်ထပ်လိုက်မယ်ပိုင်လက် KF okay နောက်ဆက်ဘာမှမရဘူးခောက်တရားတစ်စီရှိပါရဲ့ခောက်တရား20ပြီးသွားပြီဒါပေမဲ့139ခုဆိုokay but okay skin တော့ရပြီကျွန်တော်ကPasha အရင်ထားလိုက်ပါနော် okay Pasha I shall forge my own justice. ဒီကောPasha ရဲ့ဒီ skin ကြမှာပါလေညနာဘယ်လိုပြောလဲဖြေလုံးမကန်းတော့ပြီးတော့ charge skin ဆိုပြီးလုံးကြီးနဲ့ဖုတ်တာလေဒါမဲ့ဒီ skin ဒါမဲ့ဒီမှာလည်းမျိုးလုံးဖုံးတော့ပဲဒါဆိုတော့အေး brody ပေါက်တော့ဆိုတကယ်တန်ဝိုင်းကန်နေကောင်းသွားတော့ဘယ်သူလာခေါ်နေလဲဆိုတော့ကျော်တရားနဲ့ဆန်တန်မှမဆိုးပါဘူးလီလီယာလေးတော့ daily trend ရောင်းအောင်နော်တကယ်လို့လီလီယာပေါက်တော့ကျွန်တော် user မလို့တော့ဘူးနော်အခုက brody ပေါက်တော့ခါဆိုတော့ဒါမဆိုးပါဘူးလေသူကရင်မိုက်ပိုင်ဆိုတော့ဘာလေးပေါက်လို့လဲဆိုတော့တချီအောင်ခုနကပဲပေါက်တော့လေမဟုတ်ဘူးKF ပေါက်သွားတယ်ဘောင်တစ်ခုပေါက်တော့ emo နှစ်ခုမဆိုးပါဘူးနော်ဆိုတော့သူ့ရဲ့ဟိုဗာလေ skin taming ဆိုတာပါလေတစ်ခုရအောင်မယ်ဒီနေ့ဒီ emo ပဲဒီ emo လေးရောချစ်စရာဆိုတော့ကprofile ပြန်လို့ဒီမထင်တော့မရှင်တော့brody ပေါက်သွားအကြည့်ကြတကယ်ကန်ကောင်းတယ်လို့ပြောကျွန်တော်လည်းဒီခေါင်းလာကြ Pasha
I shall forge my own. I Okay, shall la forge ya. my own justice. စစ်ပေါင်းဒိုင်မွန်ဘလောက်တော့ကုန်ပါလိမ့်မယ်စစ်ပေါင်းဒိုင်မွန်ကအစား4,400ကျော်လောက်ရှိတယ်ညုံဒိုင်မွန်ကဘလောက်ကုန်ပါလဲဆိုတော့တခါ10ကလင်း450ကွာ450ဆိုတော့450ကို12နဲ့မြောက်450 12နဲ့မြောက်တဲ့ခါကျတော့ဒိုင်မွန်9,400လောက်ကုန်မယ်ထင်တယ်အမှ1 draw လောက်လိုက်တော့ဒိုင်မွန်25 9,425ဒါပေမဲ့သူကတကယ်ပါတန်သွားတယ်ဆိုတော့အဲ့ brody ပုတ်တော့တကယ်တန်သွားကွာထင်အောင်ထင်ထောင်း okay ဒီနေ့တလောက်ပါပဲကောင်း bye bye